ဒါလေးကတော့အရင်ကတင်ပေးမဲ့ဆိုတဲ့လေပန်းပွင့်လေးကိုအခုထိုးပြပေးလိုက်ပါတယ်နော်ဒါအလဲဝစ်ဆန်ကိုကျွန်မဒါ3ခွဲနော်3ခွဲခွေထားတယ်ခွေထားပြီးတော့အခုချုပ်တာကျဲသီးကွင်းထုတ်တယ်ထုတ်ပြီးလို့ရှိရင်သူက2လက်မှခောက်ချိုးလေးအရင်ချိုးထည့်လိုက်တယ်မူရင်းအခုချုပ်နေကြအဝိုင်းပန်းလိုပုံစံမျိုးလေးဒါပွန့်ဖက်5ခုကျွန်မချုပ်မှာနော်ပြီးရင်နောက်တစ်ခုကကြတော့1လက်မှခောက်ချိုးလိုက်တယ်ဘာလို့လဲဆိုတော့ဟို2လက်မှအဲ့1လက်မှခောက်ချိုးပေါ့အဝိုင်းလေးအုပ်ချမှာမို့လို့ပါနော်အဲ့တော့ဒီမဲ့3ခွဲအလဲအရေးဖြစ်တဲ့အတွက်ကြောင့်မို့လို့4ဘက်လောက်နဲ့လဲလှတယ်ဒါပေမဲ့မူရင်းပန်းဖြစ်တဲ့ကျွန်မက5ဘက်ကိုပဲဆက်ပြီးချုပ်ပေးသွားမှာပါနော်ဒါ2လက်မှတိုင်း1လက်မှတိုင်းပြီးလို့ရှိရင်1လက်မှခောက်ချိုးပေါ်2လက်မှခောက်ချိုးလေးကအပေါ်ကနေဝိုက်ချမှာပါနော်ဒါလေးတွေကじゃဆက်ပြီးတော့ထိုးသွားမှာပါနော်5ခုပြည့်အောင်လို့လေနော်အခုဒါကျွန်မနောက်ဆုံးအခွေလေးခွေးနေပါ යි နော်အဲ့နောက်ဆုံးအခွေ5ခုမြောက်အခွေကိုခွေပြီးလို့ရှိရင်အပေါ်မှာအဝိုင်းလေးနဲ့ပိတ်လိုက်မှာပါနော်ဘာလို့ဆိုလဲဆိုတော့ကျမဒီမဲ့ပန်းရောင်အချီနဲ့ချုပ်ပြထားတယ်နော်ပန်းရောင်အချီနဲ့ချုပ်ပြထားတယ်ဒါကအစတော့ဒါချီပွန်ကော်ပိတ်ပါတယ်အညိုလေးပါနော်အညိုရောင်လေးပါဒါမဲ့အဲ့ဒါကိုပန်းရောင်အချီလေးနဲ့ချုပ်ပြပေးထားပါတယ်နော်ဒီပေါ်မှာဒါ3လက်မလောက်ကျန်တဲ့ဟာလေးကိုကျမဒါအခွေလေးပေါ်ကနေခွေပြီးတော့အုပ်လိုက်မှာပါနော်ရိုးပန်းအဝိုင်းနေနဲ့တူတယ်နော်ဒါကျဲသီးကွင်းလည်းပါတယ်အချီအစတော့မလောက်တော့လေဒီလိုပုံစံလေးပဲကပ်ပြီးတော့ချုပ်ပေးလိုက်ပါတယ်နော်နောက်ပြီးဗီဒီယိုနည်းနည်းရစ်ပေးထားတယ်ဆိုတဲ့ကြောင့်နောက်မှာအဲ့ဒီအင်ကြီးမှာပါတဲ့ accessory တစ်မျိုးကိုလည်းထပ်ပြီးတော့ချုပ်ပြပေးမှာ2မျိုးဖြစ်တဲ့အတွက်ကြောင့်မလို့2မျိုးလုံးပါသွားအောင်လို့ဗီဒီယိုလေးကနည်းနည်းရှည်တဲ့အတွက်ကြောင့်မလို့ရစ်ပေးထားပါတယ်နော်ဒါဒီပန်းဝိုင်းထီကလွယ်လွယ်ကူကူချုပ်တတ်မှာပါတလက်မငုတ်ကလေးကို2လက်မအုပ်တယ်ကြိုက်သလိုချုပ်လို့ရပါဒါပန်းအဝိုင်းရသွားပြီကျမတို့လိုချင်တာပန်းအဝိုင်းဆိုပေမဲ့နှခမ်းလေးမှာအထောင်လေးတွေရကျင်တာဆိုတော့အပေါ်ကပုံဖက်ကလေးတစ်ဝါကိုကျမဆွဲထောင်လိုက်တယ်နော်အပေါ်မှာအစွန်ဆုံးမှာရှိနေတဲ့ဖက်ကလေးကိုထောင်လိုက်တယ်ဒီတိုင်းထောင်ထားရင်ရတယ်ဒါပေမဲ့အချီနဲ့တွဲမှာပါနော်အဲ့ထောင်ရက်ကလေးကိုအောက်ကိုပြန်ပြီးပြမကြလာအောင်အဲ့ကျိုးလေးနဲ့ဒုတိယအဆင့်ကျိုးလေးနဲ့ကိုအချီလေးနဲ့ထိန်းချုပ်ထားမှာပါတုတ်တဲ့တုံးလေးပြမယ်နော်ဒါမဲ့ဒီလိုမျိုးလေးအပေါ်နှခမ်းလေးတွေကတ်တုံမှာပါနော်ဒါဆိုရင်အဖက်ကလေးကထောင်သွားပြီနော်အဲ့ဒီဖက်ကလေးအောက်ထဲအလဲကိုအချီကိုထိုးထည့်လိုက်တယ်ထိုးထည့်ပြီးဒုတိယဖက်ကိုလိုက်ထောင်ပြီးတော့အဲ့လိုလေးချုပ်မှာပါနော်ဗီဒီယိုကမြန်လာတဲ့ကြောင့်မလို့ဗီဒီယိုလေးကို press လုပ်ပြီးဖြစ်စေ slow လုပ်ပြီးဖြစ်စေကြိုက်တယ်လို့ကြည့်လို့ရပါတယ်နော်မူရင်းချုပ်တဲ့ဗီဒီယိုဆိုတာ17မိနစ်ရှိတယ်ဒါပေမဲ့ကျွန်မအဲ့ဒါကိုချုပ်ကျင်တဲ့ကြောင့်မလို့ဗီဒီယိုထဲမှာအားလုံးပါသွားအောင်လို့သင်ခန်းစာတစ်ခုတည်းဖြစ်သွားအောင်လို့ပေါင်းပြီးတော့ထည့်ပေးလိုက်ပါတယ်နော်အခုဒါပွင့်ဖက်5ဘက်ခလုံးကိုပွင့်ဖက်5ကစလုံးကိုအကုန်လုံးကိုကျွန်မနှခမ်းလေးတွေကိုကပ်ပြီးတော့ထောင်ပြီးချုပ်ပေးလိုက်ပါတယ်ဒါဆိုရင်ဒီမဲ့ပန်းပွင့်လေးရသွားပါပြီနော်ဒီမဲ့ကြတော့ဘေးကထည့်တဲ့အရွက်ခောက်ကလေးပုံစံလုပ်ပြမယ်နော်ရွက်ခောက်လေးကိုလည်းတူတူပဲအဲ့လိုနှစ်လက်မကွဲကိုနှစ်သက်တယ်လို့မျိုးလေးအခောက်ကလေးကိုခောက်လိုက်ပါသူကြတော့ဟိုပထမခောက်လို့3ဘက်ကြီးခောက်ရှာမလို့ခောက်ချိုးလေးပဲထပ်ခောက်မှာနော်အခုကျွန်မဒီမဲ့နှစ်ခွဲလောက်ခောက်လဲ2လက်မလောက်ခောက်မယ်ကိုကြိုက်တယ်လို့ခောက်ပြီးလို့ရှိရင်အဲ့ဒီနှစ်ဖက်ကလေးကိုလေအလဲကောင်ကိုကွေးချလိုက်မှာပါနော်အလဲကောင်ကိုကွေးပြီးတော့အလဲကောင်နဲ့ဆက်လိုက်မယ်ဆက်လိုက်ရင်ဒီမဲ့ခောက်ချိုးကျိုးနှစ်ချောင်းခောက်ချိုးလေးရမယ်နော်အဲ့လိုပုံစံလေးနှစ်ဖက်ချုပ်လိုက်ပဲ3ခေါက်ကြီးလုံးစရာမလိုပါဘူးပန်းပွဲမှာ3ခေါက်ဖြစ်နေတယ်အဲ့ဒါက1လက်မခောက်ပေါ်2လက်မခောက်တင်လိုက်တော့3ခေါက်ဖြစ်သွားဒါဆိုရင်နှစ်ခေါက်ရဒါနှစ်ခေါက်ဆိုရင်ပေါ်ခေါက်ကိုကျွန်မလှန်လိုက်တယ်လှန်ပြီးလို့ရှိရင်အောက်နှခမ်းလေးနဲ့ပြန်တွဲချုပ်လိုက်တယ်ဒါဆိုရင်ပန်းအထောင်ကြွလေးရလာမယ်နော်ပန်းထောင်ကြလေးရလာနှခမ်းလေးနှစ်ဖက်လက်ထောင်ပြီးတော့အောက်ကလေးတွေကဖက်ကလေးတွေကွေးနေတယ်အဲ့ဒီရင်မိုးအင်ကြီးမှာတက်ထားတဲ့ဟာမျိုးလေးတွေရမှာပါနော်ပန်းပွင့်အနေနဲ့ဆိုကျွန်မအစိတ်ကြိုက်အနေနဲ့ဆိုပန်းပွင့်ကကျက်သီးကွင်းကသေးပါတယ်ဒါပေမဲ့နမူနာထိုးပြတဲ့အတွက်ကြောင့်မလို့ကျက်သီးကွင်းအောင်အိုက်ဆိုင်ပဲထုတ်လိုက်တာပါနော်တစ်ခွဲလောက်ထုံးမယ်ဆိုလို့ရှိရင်အတော်ပါပဲနော်ဒါစီဒီမဲ့ဒီလိုအဖက်ကလေးရသွားပါပြီ
ဖက်ကလေးရသွားပြီအောက်ကိုလည်း၄လက်မှ3လက်မှကိုကြိုက်နှစ်သက်သလိုခွေလေးခွေဖို့ဒါညှက်ထုတ်လိုက်ပါဒါပေမဲ့ကျမဒီမဲ့ကြတော့ကျမအခွေတွေကိုချုပ်မပြတော့ပါဘူးအချိန်မရတဲ့အတွက်ကြောင့်မလို့ဒီတိုင်းလေးပဲအခလေးနဲ့ထိုးပြပေးလိုက်ပါတယ်နော်ဒါဆိုလိုက်လုပ်ကြည့်ကြပါနော်အားလုံးစင်ပြေကြပါစေ